ကောင်းလေးတယောက်ပေါ့သွားနေတဲ့ချိန်မှာတော့သူရုတ်တရက်တွေးရှိလိုက်တဲ့အရာတစ်ခုကြောင့်အလွန်ပင်အံ့ဩသင့်သွားခဲ့ရပါတယ်။သူဟာအဲ့ဒီနောက်ချင်းကပ်ပြီးတော့တခြားတော့ကြည့်လိုက်တဲ့ချိန်မှာတော့အဲ့ဒီသူတို့တွေ့ခဲ့တဲ့တောင်ကြီးကတော့ရွှေတောင်ကြီးတစ်တောင်ပဲဖြစ်နေခဲ့ပါတယ်။လူကြီးကလည်းသူ့ရဲ့တငယ်ချင်းကိုအမြန်လန်းခေါ်ခဲ့ပါတယ်။တငယ်ချင်းဖြစ်သူကိုခေါ်လာလိုက်တဲ့ချိန်မှာတော့တငယ်ချင်းဖြစ်သူကလည်းမီးတွေနဲ့တခြားဆန်းသက်ကြည့်လိုက်တဲ့ချိန်မှာတော့လုံးဝရွှေတောင်ကြီးအစ်စ်ဖြစ်ကြောင်းသိကြသွားခဲ့ပါတယ်။ဒါကြောင့်သူတို့နှစ်ယောက်ကလည်းရွှေတောင်ကြီးကိုစူးစမ်းပြီးတော့ခေါ်ရတဲ့တွေ့ရင်းနေနဲ့တူးဖော်ခဲ့ကြပါတယ်။သူတို့ဘလောက်ပဲစူးစမ်းပြီးတူးဖော်ပါစေရွှေတောင်ကြီးကအကြီးဖြစ်နေခဲ့တဲ့အတွက်ကြောင့်သူတို့ရဲ့အားနဲ့တော့လုံးဝမလုံလောက်ခဲ့ပါဘူး။ဒါကြောင့်သူတို့ပါလာတဲ့ကားကိုအသုံးပြုပြီးတော့ရွှေတောင်ကြီးကိုဆွဲခဲ့ပေမဲ့လည်းရွှေတောင်ကြီးကနည်းနည်းမှတော့မလှုပ်ခဲ့ပါဘူး။ရွှေတောင်ကြီးကိုဆွဲနေပဲသူတို့ရဲ့ကားမှာဆွဲထားတဲ့ကြိုးတွေအကုန်လုံးပြက်စီးပြီးတော့လက်လျှော့လိုက်ရပါတယ်။မောင်းလာပြီးဖြစ်တဲ့အတွက်ကြောင့်တငယ်ချင်းနှစ်ယောက်လည်းထင်းကြောက်တွေရှာဖွေပြီးတော့အလွန်ပြုံမျိုးနေခဲ့ပြီးတော့ရွှေတောင်ကြီးရဲ့ဘေးမှာပဲမီးဖို့ပြီးနေခဲ့ကြပါတယ်။နောက်ဆုံးမှာတော့ကောင်းလေးဖြစ်သူနဲ့ကောင်းလေးရဲ့တငယ်ချင်းတို့တိုင်ပင်ခဲ့ကြပါတယ်။သူတို့ရဲ့တိုင်ပင်ချက်အရာကတော့မြို့ကိုပြန်ပြီးတော့ထွန်ဆက်ကားတစ်စီးကိုသွားယူမှာပဲဖြစ်ပါတယ်။အဲ့ဒီထွန်ဆက်ကားတစ်စီးကိုတဲကန်နာကနေမြို့ကိုသွားပြီးယူရမှာဖြစ်တဲ့အတွက်ကြောင့်ကြာမြင့်မဲ့အချိန်ကတော့2ရက်ဖြစ်ကြောင်းသူတငယ်ချင်းဖြစ်သူကိုပြောကြားနေခဲ့ပါတယ်။လူတွေမသိအောင်လဲထွန်ဆက်ကားကိုမောင်းလာရမှာဖြစ်တဲ့အတွက်ကြောင့်အလုံးစုံကြာမြင့်ချိန်ကတော့9ရက်အထိလောက်ပဲလို့ခန့်မှန်းပြီးပြောဆိုခဲ့ပါတယ်။သူတငယ်ချင်းကိုလည်းသူမလာခင်အချိန်ထိတောင်းခံတာဖို့နဲ့ရွှေတောင်ကြီးကိုလည်းတခြားစောင့်ကြည့်ဖို့နဲ့ရွှေတောင်ကြီးအနောက်ကိုလည်းကတ်လာသူမှန်သမျှအားလုံးကိုပါထုတ်ဖို့အတွက်သူတငယ်ချင်းဖြစ်သူကတော့မှားကြားနေခဲ့ပါတယ်။မနေ့ရောက်တဲ့ချိန်မှာတော့ကောင်းလေးကိုဆက်တွေ့ဖို့အတွက်ဖုန်းတစ်လုံးပေးခဲ့ပါတယ်။သူရဲ့တငယ်ချင်းဖြစ်သူကလည်းအလွန်ပျော်မြူးစွာနဲ့ပဲမြို့ကိုထွန်ဆက်တက်ယူဖို့အတွက်အလွန်ပျော်မြူးတက်ကြွနေခဲ့ပါတယ်။ဒါကြောင့်ကောင်းလေးကလည်းရွှေတောင်ကြီးကိုတဲတွေနဲ့ပြန်ဖုံးပြီးတော့ဘယ်သူမှမရိပ်မိအောင်ကာကွယ်တွေလှုပ်ပြီးတဲထိုးရည်နေခဲ့ပါတယ်။ကောင်းလေးတို့ရွှေတောင်ကြီးနဲ့မနီမိုးဝေးတနေရာမှာတော့ပြက်ကျထားတဲ့လေရင်တစ်စီးရှိပြီးတော့ကောင်းလေးကလည်းအိတ်လင်းနဲ့အစိပ်ပိုင်းတို့ယူလာခဲ့ပြီးတော့တဲထိုးပြီးနေခဲ့ပါတယ်။ကောင်းလေးကလည်းရွှေတောင်ကြီးကိုစိတ်မချပဲအရေးတကြီးကြီးကြည့်နေခဲ့ရပါတယ်။အကြာခင်မှာပဲသူ့ရဲ့တငယ်ချင်းဖြစ်သူကမြို့ကိုရောက်ရှိသွားပြီဖြစ်ကြောင်းကောင်းလေးစီကိုဖုန်းလာခဲ့ပါတယ်။သူမရောက်လာခင်တည်းလည်းအာတင်ထားဖို့မှာကြားနေခဲ့ပါတယ်။ကောင်းလေးကလည်းကန်နာရတိုင်းမှာဖြစ်တဲ့အတွက်ကြောင့်ဆဆနဲ့ရေးပြက်လက်နေပြီဖြစ်တဲ့အတွက်အမြန်လာဖို့ပဲမှာကြားခဲ့ပါတယ်။ကောင်းလေးကလည်းတက်ကနာထဲမှာရက်တွေကြာလာပြီဖြစ်တဲ့အတွက်ကြောင့်အသားရည်တွေလည်းပူပြင်းပြီးတော့အလွန်ပြက်စီးနေခဲ့ပါပြီ။ဒီနောက်မှာမွေးတကောင်သွေးလို့6လန့်လိုက်တဲ့အချိန်မှာတော့သူချောင်းလန့်လိုက်တဲ့မူရထွက်ပြေးသွားခဲ့ပြီးတော့သူ့ရဲ့ရေဘူးကလည်းမှောက်ပြီးတောက်စရာရေကုန်ခန်းသွားခဲ့ပါတယ်။ဒီကနားထဲမှာရေဆိုတာကတော့ရွှေထက်တောင်တမိုးရှိတဲ့အရာတစ်ခုဖြစ်ပါတယ်။ကောင်းလေးကလည်းအဝေးမှာလူတစ်ယောက်လာနေတာတွေ့ရှိခဲ့တဲ့အတွက်ကြောင့်သူရထားတဲ့ရွှေတွေကိုအဲ့ဒီလူမမြင်အောင်လို့လွယ်ထဲမှာဖွက်ထားခဲ့ပါတယ်။မိမဖြစ်သူကလည်းဒီအနီးနားမှာသူသမီးလေးကိုလာရှာတာဖြစ်ကြောင်းနဲ့သူသမီးလေးကိုတွေ့ရှိလာကောင်းလေးကိုမေးမြန်းလိုက်တဲ့ချိန်မှာတော့ကောင်းလေးကလည်းရွှေတောင်ကြီးကိုစိတ်မချတဲ့အတွက်စကားတစ်လုံးမှတော့ပြန်မပြောခဲ့ပါဘူး။မိမဖြစ်သူကလည်းသူ့ရဲ့ရွှေတောင်ကြီးနောက်အသင်းကတ်လာခဲ့တဲ့အတွက်ကြောင့်လောဘစိတ်ကြောင့်နဲ့ရိုက်ချလိုက်တဲ့ချိန်မှာတော့အလွန်သွားခဲ့ပြီးတော့မိမဖြစ်သူတည်ဆုံးသွားခဲ့ပါတယ်။အဲကြောင့်မိမဖြစ်သူကိုလည်းအနီးနားမှာမြေတူးပြီးတော့မြုပ်ပေးခဲ့လိုက်ပါတယ်။နောက်တစ်နေ့မှာတော့သူ့တငယ်ချင်းဖြစ်သူဖုံးဝင်လာခဲ့ပါတယ်။သူ့တငယ်ချင်းဖြစ်သူကလည်းလမ်းမှာစီးပြတ်နေလို့နည်းနည်းကြာမိဖြစ်တဲ့အတွက်ကြောင့်အတင်းပြီးတော့နေရနဲ့ရွှေတောင်ကြီးကိုလည်းစောင့်ရှောက်ထားဖို့မှာကြားခဲ့ပါတယ်။ကောင်းလေးကအစားအစာနဲ့ရေလုံးဝပြက်လက်နေတဲ့ချိန်မှာတော့သူ့ရဲ့ဘေးကိုကားတစ်စီးထွက်လာတော့မှအဲ့ဒီကောင်းလည်းအကူကြီးလန့်တောင်းလို့ရပါမယ်။ရွှေတောင်ကြီးကိုစိတ်မချခဲ့တဲ့အတွက်ကြောင့်ပုံနေခဲ့ပါတယ်။ဒါကြောင့်ကောင်းလေးကလည်းတဲကန်နာထဲမှာအကူကြီးရမယ့်အခွင့်အရေးတစ်ခုလက်လွတ်ခဲ့လိုက်ရပါတယ်။အကြာခင်မှာပဲတဲကန်နာမုံတိုင်းတစ်ခုကြားရောက်လာခဲ့ပါတယ်။ကောင်းလေးရွှေတောင်ကြီးကိုကာထားတဲ့အမိုးကတွေရောအားလုံးလွင့်စင်ပျက်စီးသွားကုန်ပါတော့တယ်။မုံတိုင်းပြီးတော့ကောင်းလေးရုတ်တရက်နိုးထလာတဲ့ချိန်မှာတော့သူ့ရဲ့ဘိုက်မှာတင်းကိုတို့တစ်ချောင်းစိုက်ဝင်နေခဲ့ပါတယ်။သူကဘလောက်ပဲတန်ရနေပါစေအားတင်းပြီးတော့ရွှေတောင်ကြီးနားကိုကတ်သွားခဲ့ပါတယ်။ကောင်းလေးကအစားမစားရေမတော့တာအလွန်ကြာပြီဖြစ်တဲ့အတွက်ကြောင့်အားရင်အလွန်ချိနေနေခဲ့ပါတယ်။သူ့ရဲ့သွေးထဲမှာလည်းတူရှင်းလိုက်တဲ့ကောင်မလေးကသူ့ကိုပြန်လာပြီးတော့ညနဲ့ချိန်နေခဲ့တာကိုထင်အောင်ထင်မှားတွေတွေ့မြင်ခဲ့ရပါတယ်။ကောင်းလေးရဲ့သွေးထဲမှာရုတ်တရက်မိမကြီးတယောက်ပြန်ပေါ်လာခဲ့ပါတယ်။မိမကြီးကအဲ့ဒီနားမှာဘာရှိလဲမေးမြန်းလိုက်တဲ့ချိန်မှာတော့ကောင်းလေးကအခုထိဘာမှမရှိကြောင်းပဲညှင်းဆန်နေခဲ့ပါတယ်။ကောင်းလေးသူ့တငယ်ချင်းကိုဖုန်းခေါ်ခဲ့ပါတယ်။သူ့တငယ်ချင်းကလည်းရွှေတောင်ကြီးအနီးနားကိုရောက်ရှိနေပြီဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။ချိန်ထဲမှာပဲမြေခွေးတွေရောက်ရှိလာခဲ့ပြီးတော့ကောင်းလေးကိုတစားစီဝိုင်းဆွဲပါတော့တယ်။ကောင်းလေးမြေခွေးတွေဝိုင်းဆွဲခံနေရတော့တငယ်ချင်းဖြစ်သူကတော့အနီးနားတောင်တနေရာကနေမှန်ဘလူးနဲ့အဝေးကနေလှမ်းကြည့်နေခဲ့ပါတယ်။ကောင်းလေးရဲ့တငယ်ချင်းဖြစ်သူကအဲ့ဒီနားမှာရောက်နေတာရက်တွေအလွန်ကြာနေခဲ့ပြီဖြစ်ပါတယ်။သူ့ရဲ့တငယ်ချင်းဖြစ်သူကအစားတော့ပစ္စည်းအစုံလင်နဲ့ကောင်းလေးဘဲချင်းအလကီရသွားမလဲဆိုတော့အဝေးကနေမှစောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်။အဲကြောင့်လူတွေရဲ့လောဘစိတ်ကအရန်ကိုကြောက်စရာကောင်းနေဆိုတော့ဒီဇက်ကားလေးကတော့ပညာပေးသွားခဲ့တာဖြစ်ပါတယ်။